အဖေရဲ့အမေရဲ့ညီမလေးရဲ့ခွေးလေးရဲ့ကိုပေါင်းပြီးရောင်းရင်တော့ရောင်းဖို့တစ်ခုလိုနေသေးလို့ပိုချီမျက်ရည်တွေပါကြနေရပါ යි ။အဲ့ဒီညမှာပဲအသက်မပြေသေးတဲ့သူ့ညီမလေးနဲ့ခွေးလေးကကလတ်ထဲကိုဝင်လို့မရဘူးဆိုလို့ပိုချီတယောက်အတွဲအမှနင်းမြုံနေတော့သူ့အမေကသူ့တငယ်ချင်းနဲ့ခေါ်ပေးရမလားလို့မေးပါ යි ။သူ့မှာတငယ်ချင်းရှိတဲ့ပုံလည်းမပေါ်လို့အကူအညီတောင်းလိုက်မယ်ဆိုတော့လက်မခံပဲကျောင်းမှာတငယ်ချင်းနဲ့အများကြီးရှိလို့အဆင်ပြေပါရဲ့ဆိုပြီးလေလုံးထွားလာတာအခုတော့အဲ့လက်မှတ်သုံးကိုဘယ်လိုရောင်းအောင်မလဲခေါင်းခဲနေပါ යි ။လက်ကန်စာဆောင်တွေကိုပဲတညာလုံးလောက်လာပြီးဟိုသုံးယောက်ကရောင်းလို့တော့ပြီးသွားပြီဆိုတဲ့စာရေးပို့လာတော့ပိုချီတယောက်လိန်ပြောလိုက်ရမလားလို့စဉ်းစားနေတော့သူ့နားမှာလူတယောက်လဲကျသွားပါ යි ။အဲ့ဒီလူကရေလေးပေးပါနောက်ပြီးအရက်နာကြပြောက်စင်းနဲ့အခုတလောနာမည်ကြီးနေတဲ့စစ်ပြုတ်ကလေးပါဝယ်ပေးပါဆိုလို့ပိုချီဝယ်ပေးလိုက်ပြီးထူးဆန်းတဲ့လူရောကူညီလိုက်မိပါ යි ။ပတ်စံအတာတပြားမှမရှိပေမဲ့အရက်ပလင်းကတော့အကြီးအသေးစိုက်ဆောင်ကိုက်ဆောင်နဲ့ရေမရောတဲ့အရက်သမားကြီးစီကထွက်ပြေးမလို့ပြင်နေတော့သူ့ရဲ့ဂီတာကိုတွေ့သားပါ යි ။သူလည်းဘန်ပွဲတစ်ခုမှပြောပြနေရဆိုတော့ပိုချီကြောက်လာလို့လမ်းမှာတွေ့လို့ဝယ်လာတဲ့ဂီတာကြီးရောအပေါင်းနဲ့တွားထားမလို့ပါလို့ရှင်းပြတော့အဲ့ဒီအမကြီးကအရှုံးပေးလိုက်တာမစောလုံးလားလို့ပြပြပါ යි ။နောက်တော့နည်းနည်းလောက်လေ့ကျင့်လိုက်ရင်ဂီတာလေးနဲ့ထိုက်တန်လာမှာပါဆိုပြီးအရက်သမားကနေပညာရှိဆန်ဆန်တော်ခီတွေပြလိုက်တော့ပိုချီလဲစောစောကလိန်နေရပါလို့ဝန်ခံလိုက်ပါ යි ။သူကတော့ base တီးနေတာဖြစ်ပြီးဒါဆိုအဲ့ဒီဘေးကဗမာလဲလို့မေးတော့မှအရက်ဆိုင်မှာကြံခဲ့လို့ပိုချီကိုပါခေါ်သွားပါ යි ။အရက်ဆိုင်ဘေးကိုပြန်တွေ့သွားပြီးအမအရက်တော်တောင်းနိုင်တာပဲဆိုတော့အရက်တောင်းရင်ပြဿနာပေါင်း1600ကိုမေးပြလို့ရကြောင်းနဲ့ပိုချီလဲအရွယ်ရောက်ရင်နားလည်လာပါလိမ့်မယ်ဆိုတော့သူအရက်တောင်းနေတဲ့ပုံစံကိုပိုချီတွေးကြည့်ပါ යි ။ဘီယာဘူးတွေပြည့်နေတဲ့အခန်းထဲမှာတာမန်ရုံးဝန်ထမ်းလေးတယောက်ကအထက်တန်းတော့ဝင်ခဲ့တဲ့ဘန်ဖွဲရလူတွေဘာတွေလုံးနေလောက်ပြီလဲဆိုတဲ့ပေါ်အိုင်းမို့လို့ပိုချီတွေးလန့်သွားပါ යි ။အခုတလောဘာတွေလုံးနေလဲမေးတော့ပိုချီကလက်မှတ်ပြဿနာကိုပြောပြပြီးသူတို့ကလည်းအရန်ခက်ခဲခဲ့ရမို့လို့ကျေးဇူးရှင်လေးအတွက်အရက်သမားအမကြီးကငါတို့နှစ်ယောက်တည်းလမ်းမေးဖြော်ပွဲလုံးမယ်လို့ပြပြပါ යි ။စပီကာတွေပါမလာလို့ပိုချီပြောနေပေမဲ့သူကလပ်ကနေသွားမှလာပြီးအတီးလုံးနေလို့ပိုချီလည်းအပြစ်မှတစ်ခါမှမတီးဘူးလို့ပြပြပါ යි ။ဒါပေမဲ့အရက်သမားအမကြီးကမင်းရှိမှာအခုရှိနေတဲ့လူတွေကမင်းတိုက်ခိုက်ရမယ့်ရန်သူတွေမဟုတ်လို့ရန်သူအမှန်မမားနဲ့ဆိုတော့ပိုချီကဘာလို့ပြောချင်နေရလဲလို့စဉ်းစားနေရပါ යි ။လမ်းမေးပြောပဲစားရတဲ့အချိန်မှာတော့အရက်သမားအမကြီးကလက်တန်းတီးရအောင်အတန်ပြောက်မသွားပဲတေချာပန်မိုးပေးနေပြီးလူတယောက်ကသူ့ကိုအားတင်းထားပါလို့အားပေးလိုက်တော့ပိုချီလည်းသူကသာအတွဲလွန်နေရဆိုတာကိုနားလည်သွားသလိုအတန်နေရလည်းမြင့်ယုံကြည်ချက်တွေလည်းရှိလာပါ යි ။ပိုချီတယောက်သူ့ဘဝမှာပထမဆုံးအချိန်အပြင်လူတွေရှေ့မှာတီးပြီးကောင်းမွန်နဲ့ပြီးသွားတဲ့အပြင်အားလုံးကလည်းသူ့ကိုအားပေးနေရအောင်မြင်ရတော့86ဖို့အားရရှိသွားပါ යි ။အဲ့ဟာအပြင်လူနှစ်ယောက်ကလည်းလာမယ့်ပြော်ပြပွဲအတွက်လက်မှတ်တွေလာဝယ်သွားပြီးအကောင်းဆုံးကြိုးစားထားပါလို့အားပေးသွားတော့အရက်သမားအမကြီးလည်းမျက်ရည်တွေပါကျနေရပါ යි ။နောက်ဆုံးကြံတဲ့တစ်ခုတော့သူကပဲဝယ်သွားသလိုပြော်ပြပွဲကိုမျှော်လင့်နေမယ်ဆိုတာနဲ့နောက်ထပ်လည်းအတူတူပြော်ပြခြင်းသေးပါရဲ့ဆိုပြီးပြန်သွားပါ යි ။ဒါပေမဲ့အထားလက်မှတ်ဖြတ်ဖို့ပတ်စံမရှိတော့လို့ပြန်လာကြည့်သွားပါ යි ။ဒီနေ့လေ့ကျင့်ဖို့မလာနိုင်တော့တောင်းပန်တာရဲ့လက်မှတ်တွေအကုန်ရောင်းပြီးသွားပါပြီဆိုပြီးပိုချီကဂရုချက်ထဲကိုပို့လိုက်ပေမဲ့ဟိုသုံးယောက်ကတော့ပိုချီလိန်နေရလုံးဝတေချာရလို့သုံးအောင်စလုံးတတ်မှတ်လိုက်ပါ යි ။နောက်နေ့တော့ကီတာနဲ့နေချီကပိုချီအိမ်ကိုလာနေတယ်လို့အကြောင်းကတော့ဖြောပြပွဲအတွက်အင်ဂျင်ဒီဇိုင်းကိုအတူတူစဉ်းစားမလို့ဖြစ်ပြီးနှစ်ယောက်ကရွေးရဲ့အကြောင်းတွေကိုအတင်ပြောနေပါ යි ။ပြောရင်ဆိုရင်လည်းပဲရောက်လာကြတော့အင်းရှိမှာအိမ်လာလေလို့ကြိုးစားပါတယ်ဆိုတော့စာတန်းရှည်ယူကတ်ထားတယ်လို့အထက်ရောက်တော့လဲပိုချီကကြောင်တော်နေလုံနေပြန်ပါ යි ။ကီတာကလက်ဆောင်နဲ့စကားအကူတွေပါယူလာလို့နေချီကပဲကစားဖို့လာတာမဟုတ်ပဲအင်ဂျင်ဒီဇိုင်းကိုတေချာစဉ်းစားရမယ်ဆိုပြီးပြောနေတော့မှပိုချီအခန်းထဲမှာတော့မီးအောင်စုံနဲ့တောက်ပါနေပါ යි ။ပိုချီကတောက်ဆရာယူလာအောင်မယ်ဆိုပြီးထွက်သွားတော့အခန်းထဲကနေအတန်နဲ့ထွက်လာလို့နှစ်ယောက်သားကြောချမ်းနေတော့မှပိုချီညီမလေးကအနောက်ကနေရောက်လာပါ යි ။ပြန်ရောက်လာတဲ့အချိန်မှာတော့သူညီမနဲ့ဟိုနှစ်ယောက်ကအဖွဲကျနေပြီးသူ့ထက်တောင်မှပေါင်းသင်းဆက်ဆံရေးကောင်းနေပါ යි ။အဲ့ဒါကြောင့်ညီမလေးကိုအရေးကြီးတဲ့ကိစ္စရှိလို့ခွေးလေးနဲ့သွားဆော့ဖို့ပါထုတ်ပေမဲ့ဟိုကလက်မခံတာကြောင့်ရေခဲတက်တာတဲ့ရေခဲချောင်းတွေကိုပဲယူစားခံလိုက်ရပါ යි ။ခုမှဈေးဝယ်ပြီးပြန်လာတဲ့အဖေနဲ့အမေရောလည်းဘူချစ်တင်ငယ်ချင်းနဲ့အင်လာလေချောင်းပြပြနေပြီးအဓိကလာရတဲ့အကြောင်းရင်းဖြစ်တဲ့အင်ဂျင်ဒီဇိုင်းအတွက်ကီတာအားကစားပွဲတော်ပုံစံဒီဇိုင်းလုပ်ထားပါ යි ။အိမ်တွင်းပုံးလေးတွေအတွက်အဆိုးအဆုံးပွဲတော်ဖြစ်တဲ့အားကစားပွဲတော်ဆိုတဲ့အတန်ကြားနဲ့ဘူချစ်တယောက်အတွဲလွန်ရဲ့အရေးတွေပါပြောနေတော့မှသူ့အဖေနဲ့အမေရောက်လာပါ යි ။ပိုချီတင်ငယ်ချင်းနဲ့အင်လာလဲမယ်လို့ထင်မှတ်ထားလို့စားဖို့တောက်ဖို့ဟင်းနေပါချက်နေပြီးအင်လာလဲမယ်လို့သူပြောတော့ကလည်းလိန်နေရလို့ထင်နေရဖြစ်ပါ යි ။ပိုချီကိုယုံကြည်လို့တင်ငယ်ချင်းစားပင်မှာပတ်စံနဲ့ဝယ်ထားရလားလို့မင်းနေရကြောင်းအလုံးမုံချောင်းရှင်းပြနေရပြီးဒီယိုမလာခင်တော့ပိုချီပေါက်တက်ကြရလုံနေရကိုလည်းအားရပါရပြပြနေပါ යි ။ခဏလေးတွန်းလောက်သွားပြီးပြန်လာတော့သူမပါဖဲနဲ့အားလုံးကအဆင်ပြေနေပြီးဇကားရွေကြီးလိုက်ဂိမ်းဆော့လိုက်တဲ့အချိန်နဲ့ကုန်သွားတယ်လို့မိုးလေဝသကတော့တိုင်ခွန်းမုံနဲ့အကြောင်းကြီးညာနေပါ යි ။အင်ဂျင်ဒီဇိုင်းကိုစဉ်းစားမလို့ပြင်နေတော့အလန်းမီလာလို့ရိုကအကြံဉာဏ်တွေများပို့လိုက်တာလားဆိုပြီးဖွင့်ကြည့်ပေမဲ့ညနေစာဘာစားရမလဲဆိုလို့လမ်းဆက်လိုက်ပါ යි ။ပိုချီကသူဒီဇိုင်းဆွဲထားတဲ့ raw ဆန်ဆန်ချင်းကြောပြင်းတဲ့ပုံရင်းကိုထုတ်ပြပြီးပိုချီရောအဲ့လိုတွေဝတ်လို့လားလို့မေးတော့အမေဝယ်ပေးထားတဲ့ဟာတွေကအကြိုက်မဟုတ်လို့မဝတ်ပါဘူးလို့ပြပြပါ යි ။နှစ်ယောက်စလုံးကဂျာစီကလွဲပြီးတခြားအရာတွေဝတ်တာမတွေ့ဘူးလို့မြင်ကျင်လိုက်တာလို့ဝိုင်းတောင်းဆိုကြတော့ပိုချီလည်းမတက်တာပဲဝတ်ပြလိုက်ရပါ යි ။ဆောင်းရံကိုချစ်ဖို့ကောင်းတယ်လို့ပုံမိုက်တော့အရှိစပင်ကိုစီးပင်မလို့ပြင်နေတော့ပိုချီကစိတ်ဖိစီးမှုတွေကိုမထိန်နိုင်တော့ပဲပြမောင်လေးအဖြစ်ပြောင်းလဲသွားပါ යි
ဒါအပြင်နှစ်ယောက်စလုံးကလည်းဗိုလ်ကြီးရဲ့ချိန်သာကြောင့်မေးလဲနေတော့မှတစ်ဖက်ကယူလာတော့ဆိုင်ရင်တက်မှာအပြီးချိန်နေပါရန်နိုင်ငံလောက်ကြပြီးတော့နေချီကားပဲတာဝန်ယူဒီဇိုင်းဆွဲလိုက်ရပြီးတစ်ဖက်ကဆိုရင်ပဲဖြောပြပွဲရစားရတော့မှဆိုပေမဲ့တိုင်ဖုန်းမောင်နှံဒီဘက်ကိုဦးတီလာနေပါသူတို့ဒေသကိုရောက်ဖို့ကတော်တော်လိုအောင်မှဆိုမှအားလုံးစအေးသွားကြရဲဆိုပေမဲ့လူရမရအနေနဲ့မိုးလေဝသအရုပ်ကလေးလောက်ကြပါအားလုံးအဆင်ပြေသွားမှာပါလို့ဗိုလ်ကြီးတွင်းနေပြီးအဆင်ပြေလုံးလို့ဖြောပြပွဲလောက်ရမယ့်နေမှာမုံနိုင်ထားတိုက်ပါမိုးရဲလေတွေကနေပဲ၄ယောက်လုံးကလပ်ကိုရောက်လာကြရဲဆိုပေမဲ့ဒီလိုရာသီဥတုအခြေအနေမျိုးနဲ့ဆိုလက်မှတ်ဝယ်ထားတဲ့သူတွေကတော့လာဖို့မတည်ကြတော့တဲ့အခြေအနေဖြစ်ပါတယ်ဒီတိုင်းဆိုအားပေးမဲ့သူတဝက်လောက်ရောက်လာရင်တော့ကံကောင်းတယ်ဆိုပေမဲ့အားလုံးတက်ကြွအောင်နေချကားပဲအားပေးစကားတွေပြောပြနေတော့မှအရသမားအမကြီးရတော့ရောက်လာပါဖြစ်ချင်တော့မန်နေဂျာရဲ့ဂျူနီယာဖြစ်နေပြီးဟိုနေ့ကလက်မှတ်ဝယ်သွားတဲ့ကောင်မလေးနေရာလဲရောက်လာတော့ဗိုလ်ကြီးတယောက်အော်ရာတွေပါထွက်နေလို့ဗိုလ်ကြီးများဟုတ်ရလားလို့တောင်တွေးနေရပါကျော်ပြရတော့မှအချိန်မှတော့တခြားပွဲရပရိသတ်တွေပဲရောက်လာကြတဲ့အပြင်သူတို့လိုတောသားပွဲရောမတီးဘူးဆိုတဲ့အတင်းပြောစံနေကြလိုက်လို့နေချကားပဲထုံးစံအတိုင်းစိတ်တက်ကြမသွားအားပေးနေရပါမိတ်ဆက်တဲ့နေရာမှာလည်းအစင်မပြေတဲ့အပြင်စတီးရတဲ့အချိန်မှာလည်းဟမ်မပြတ်ရုံမှအပဒရန်ကလည်းနေလာဂီတာနဲ့ဘေးကလည်းကွဲထွက်လာပြီးအရင်တော့ကတီးခဲ့ဘူးအားနဲ့လုံးဝမတူတော့ပဲအသက်မပါတဲ့ပုံစံနဲ့ပထမအပုတ်ကပြီးသွားပါဒုတိယအပုတ်ကိုရောက်တော့သူတို့တွေဒီလောက်ထိစူးစမ်းခဲ့တာကိုဒီတိုင်းတော့မပြီးသွားချင်ဘူးဆိုပြီးဘိုချီကပဲရှင်းတော့နဲ့ခက်ထန်နဲ့ခက်လိုက်တော့အားလုံးကလည်းဘာမှမသိပဲလိုက်တီးလာကြရဲဆိုပေမဲ့အချိန်ကြာလာနဲ့မျှတယောက်နဲ့တယောက်နားလဲလာတာကြောင့်ပြေးစုံတဲ့အတိုင်းပြေးစုံတဲ့တဲ့အပြင်တန်ရှင်ပြည့်ဟန်ပန်ပြည့်နဲ့ပဲအဆုံးသတ်လိုက်ပါအဲ့ဒါကြောင့်နောက်ပုတ်တွေကိုဆက်တီးဖို့အားရှိသွားကြပြီဖြစ်ပြီးအောင်မခံကြတော့လဲအားလုံးစူးစမ်းခဲ့တာကိုအတိအမှတ်ပြုတဲ့အနေနဲ့မန်နေဂျာကပဲတခါခံပါတယ်နောက်ဆုံးနားလေးမှာပြန်ကောင်းသွားတဲ့အတွက်ပဲခေရခက်စစ်လာကြည့်တဲ့သူတွေအားပေးရကြုံနေသွားတာမို့လို့နောက်ပွဲတွေမှာလည်းကြိုးစားရင်ပရိသတ်ရှာဖို့ပြောနေတော့ပိုချီကတော့ယောဂထားနေပါရောက်တော့ရောက်ခက်လေးမှကျန်တာမှာဆိုတော့ပိုချီကဂီတာမာနေတဲ့ဟာတွေကိုနားထောင်ရင်သူလည်းအထားကျသွားအောင်လို့လူနာမလည်နိုင်တဲ့ဟင်းပွဲမှာလိုက်ပေမဲ့နောက်ဆုံးတော့လည်းအာလူကျော်ပဲရောက်လာပါသူအသက်ကြီးလာရင်ဒီထက်ပိုပြောစရာကောင်းလာမှာမလားလို့တွေးနေတော့အနားမှာထိုင်နေတဲ့တာမန်ရုံးဝင်တိုင်းနဲ့သူမိမဖောက်ပြန်နေတဲ့ကိစ္စကိုချလိုက်တော့သူတင်ထားတာနဲ့တခြားစီဖြစ်နေပါစိတ်ပြက်စရာကောင်းတဲ့တာမန်ရုံးဝန်ထမ်းဘဝကနေဘီယာဘူးတွေပြင်နေတဲ့အခန်းထဲကိုပြန်ရောက်သွားလို့ပိုချီတက်နေရဆိုပေမဲ့အတွေ့အကြုံများနေပြီဖြစ်တဲ့ယူရိုကပဲတခြားလေးပြန်ပြင်ပေးလိုက်ပါယောဂကူသွားတဲ့ဂီတာပါစိတ်တက်ကြနေပြီးပိုချီရောအားလုံးကအတွေ့အများကြီးတွေးနေမဲ့အစားအိမ်မက်ကိုပျော်ပျော်ပါးပါးနဲ့အကောင့်ထဲပေါ်ပေါ်ဆုံးမနေတော့မှမန်နေဂျာကလည်းအရင်တော့ဘန်ပွဲတစ်ခုတည်းဝင်မှုတဲ့ဆိုတာကိုပိုချီသိလိုက်ရပါပြင်သွားနေတဲ့နေစီကပြန်မလာသေးလို့ပိုချီအနောက်ကလိုက်လာပြီးဒီနေ့ဖြောပြနေတာကိုကြည့်ရင်တတိထားမိသွားတဲ့အရာတစ်ခုရှိရဲ့ပိုချီကဂီတာဟီးရိုမလားလို့နေစီကမေးပါအခုမှလိန်လို့လည်းမရတော့လို့ဝန်ခံလိုက်ပြီးတမင်တကာဖုံးကွယ်ခဲ့ရတော့မဟုတ်ပဲသူမှန်းသိလို့လန့်သွားလားဆိုတော့ပိုချီဖြစ်နေလို့တော်သေးတာပေါ့လို့ပဲတွေးမိခဲ့ကြောင်းနေစီကပြပြပါသူရှိုးဝထားတဲ့အိမ်မက်ဆိုတာလည်းအမေဆုံးပြီးအဖေအိမ်ပြန်မလာတဲ့အချိန်အထီးချန်နေတဲ့သူ့ကိုအမကပဲဖျော်ဖြေပွဲတွေကိုခေါ်သွားခဲ့ပြီးသူ့အတွက်နဲ့ပဲပန်ပွဲရအတွက်ရှာရီဆိုတဲ့ကလပ်လေးကိုစားပွင့်ခဲ့တာကြောင့်သူ့ရဲ့တကယ်အိမ်မက်ကလည်းစတာရီကိုကြော်ကြားတဲ့နေရာတစ်ခုဖြစ်စေချင်တာဖြစ်ပါတယ်ဒီနေ့လဲအားလုံးစိတ်တက်ကြနေတဲ့အချိန်တွေကိုပြောင်းလဲပေးခဲ့တဲ့သူကပိုချီပဲဖြစ်ပြီးယိုခီတာအပါအဝင်သူကိုယ်တိုင်လည်းခံစားချက်တွေအများကြီးကိုဒီပန်ဖွဲလေးတဲ့မြုံနှံထားကြောင်းနေစီကပြပြပါအဲ့ဒါကြောင့်ပိုချီလဲဂီတာသမားတယောက်အနေနဲ့ဒီပန်ဖွဲလေးကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးပါမယ်လို့ကတိပေးလိုက်ပါနေစီကကိုရန်ရတော်မှပိုချီရှိနေရဲ့အိမ်မက်တွေကတကယ်ဖြစ်လာမှာမို့လို့အခုကစားပြီးပိုချီရဲ့ rock ပိုချီတဲ့ rock ကိုအများကြီးပတ်တာပေးပါလို့တောင်းဆိုခဲ့ပါ